လာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြည်သူလူထုနဲ့เนาะကျွန်တော်တို့ပြန်နေပြီစာရေးဖြစ်တာကတော့1985ပေါ့ကျွန်တော် first year တက်တဲ့နေ့ကပါဟုတ်ကဲ့မမရဆိုရင်ကျွန်တော်ဒီဇင်ဘာလမှာရေးတာပါဆိုတော့ကျွန်တော်တက္ကသိုလ်တွေစဖွင့်တဲ့အချိန်မှာတက္ကသိုလ်ကျောင်းစတက်တော့ဒီတချင်းဖြစ်တည်လာဖို့အတွက်ကုန်ချမ်းကတော့ကျွန်တော်ကျောင်းနေဘက်မိန်းကလေးတယောက်စီကနေကုန်ချမ်းရတာပါဒါပေမဲ့ရည်ရွယ်ချက်ကြတော့တစ်မျိုးဖြစ်သွားတယ်ရည်ရွယ်ချက်ကြတော့ဒီလိုချောမောလာပါတဲ့မိန်းကလေးကိုဖန်ဆင်းထားတဲ့အရှင်ရှိတယ်ဆိုတာကိုသိစေချင်တဲ့ရည်ရွယ်ချက်တနည်းအားဖြင့်ဆိုတော့ဒီတခြင်းက pre gospel လို့လည်းပြောလို့ရတယ်ပေါ့သူကျွန်တော်တို့ရဲ့ဒီဖြစ်တည်မှုတွေရဲ့နောက်ွယ်မှာဖန်ဆင်းရှင်ရှိတယ်ဆိုတော့ဒီ sense လေးကိုပေးချင်တာပါဟုတ်ကဲ့အဲ့ဒီအကြောင်းအရာလေးပါဆိုတော့ကုန်ချမ်းအနေနဲ့တော့ကျောင်းနေဘက်တကယ်ချင်းတယောက်ကိုကြည့်ပြီးတော့မှခံစားပြီးကုန်ချမ်းတွေထွက်လာတာပေါ့ဆိုတော့အဲ့ဒီပေါ်အခြေခံပြီးတော့ရေးလိုက်တာဖြစ်တယ်ကျွန်တော်တက်တာတော့မန္တလေးတက္ကသိုလ်မှာပါမန္တလေးမှာဆိုတော့ဖြူတာတော့နဲတာပေါ့ဒါကြောင့်လဲညိုသွားတာပါလို့တကယ်လို့များကျွန်တော်ရန်ကုန်တက္ကသိုလ်ဆိုရင်တော့တစ်မျိုးဖြစ်သွားမှာပေါ့မြင်မြင်ချင်းကိုချစ်မိပြီတကယ်ပါလာဆုံးသူရဲ့ဟာ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 နှကမ်းပါလီကရဲလီနှကမ်းနီဆိုသလားခွဲပါလီကအိုမိုမိုတကယ်ကိုချစ်စရာလေးချင်းကိုချစ်မိပြီတကယ်ပါလာဆုံးသူရဲ့ဟာ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 ချစ်မိရဲ့ပြောမှာရှောင်ဖယ်မသွားပါနဲ့သူသွားမဲ့နေရာလေးကိုလီလိုက်ပြရစီချစ်စကားလေးပြောမရသေးတကယ်ပါချစ်ဆုံးသူရဲ့ဟာ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 ချောင်းတော်ရင်လည်းမြေအောင်နဲ့အိမ်မက်ထဲလည်းမြေအောင်နဲ့မင်းလိုမျိုးတဲ့သူရဲ့မျက်နှာလေးလက်တွေလည်းသူပါနေတယ်မြင်မြင်ချင်းကိုချစ်မိပြီတကယ်ပါလာဆုံးသူရဲ့ဟာ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 နှကမ်းပါလီကရဲလီနှကမ်းနီဆိုသလားကွယ်ပါလီကအိုမိုမိုတကယ်ကိုချစ်စရာလေးချင်းကို
डाले